ရိုးpower အနေနဲ့မလုံလောက်တဲ့အဆုံးလက်တော့ပါအသွင်းလို့ရတယ် Premier Power Station သေးစားလေးတစ်ခုကြောင့်ပြောပြမယ်ခီးသွားတဲ့အခါပဲဖြစ်ဖြစ်ရုပ်ပြမှာမိခြင်းနဲ့ event နေမှာလက်လို့တစ်ခါပဲဖြစ်ဖြစ်လက်တော့နဲ့ smart device တွေရဲ့ battery အကုန်သွားတဲ့ဒုက္ခကိုစိတ်ပူစရာမလိုတော့ပါဘူးဒီ Jaggery Explorer 100 Plus လေးက View Power Bank တစ်လုံးထဲပို့တဲ့ဆက်ဆောင်ရေးတည့်ရချစ်လက်တဲ့ Premium Design နဲ့မို့အချိန်မရွေးနေရမြေစိတ်ချလက်ချအဖြစ်အသုံးပြုနိုင်တဲ့ Premium Power Station လေးဖြစ်ပါတယ်သူ့ရဲ့ထူးခြားချက်တွေကိုပြောပြရရင် 100W ရဲ့ PD Fast Charging ပါဝင်တဲ့အတွက်ကြောင့် MacBook နဲ့ laptop တွေကိုလျင်မြန်ချောမွေ့စွာအသွင်းနိုင်မှာဖြစ်ပါတယ် Light BO4 battery မျိုးစားဖြစ်လို့အချိန်များစွာအသွင်းသုံးပြုနိုင်ပြီးနှိရှိလာများစိတ်ချရည်စီစွာသုံးနိုင်တယ်လို့တိုက်စီနှစ်ပေါင်းနဲ့တိုက်ရည်တစ်ပေါက်ပါဝင်တဲ့အတွက်ကြောင့် device 3ခုကိုတပြိုင်တည်းအားသွင်းနိုင်မှာဖြစ်ပါတယ်။ဈေးနှုန်းအနေနဲ့ကတော့ပုံမှန်9,600,600ကျပ်ကိုအခုအထူးလျှော့ဈေးအနေနဲ့4,000ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်။အထူးဈေးနှုန်းနဲ့ရောက်ချပေးနေတာမို့လို့ stock ရှိတုံးလေးကြက်ကနူလန်းကိုအခုပဲလှည့်လိုက်ခဲ့လိုက်တော့နော်။